မျိုးသားဖြစ်သူဟာဇနီးတဲ့ရဲ့အဝတ်စားတွေကြားမှာငွေရီခွန်တစ်ခုကိုတွေးလိုက်ရတဲ့အခါကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရေချိုးခန်းထဲကထွက်လာတဲ့ဇနီးတဲ့ကိုတူတွေးခဲ့တဲ့အကြောင်းအထိတ်တလန့်ပြောပြမိတော့တာပေါ့။ဇနီးတဲ့ကတော့သူမရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့အတွက်ငွေရီခွန်ကိုမြင်ရတာအံ့ဩချောက်ချားသွားဟန်ဆောင်ခဲ့ပါတယ်။တကယ်တော့အဲ့ဒီအရေးခွန်ဟာသူမကိုယ်တိုင်ကနေကြွားကြားထားတဲ့အရေးခွန်ပဲဖြစ်ပါတယ်။တနေ့မှာတော့ဇနီးဖြစ်သူဟာခင်မုန်းဖြစ်သူရဲ့အလုပ်ခွင့်စီနေ့လယ်စာလာပို့ခဲ့ပါတယ်။သူမပြန်သွားတဲ့အခါခင်မုန်းဖြစ်သူရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကမင်းတို့အိမ်မှာငွေတွေမွေးထားတာလားလို့မေးလာပါတယ်။ခင်မုန်းဖြစ်သူကမဟုတ်ကြောင်းညင်းဆိုတဲ့အခါလုပ်ဖော်ကိုင်ဖက်ကမင်းမိမစီကထူးဆန်းတဲ့ငွေအနှံ့ရနေတယ်။ငါကငွေတွေကြားမှာကြီးပြင်းလာတာဆိုတော့ဒီအနှံ့ကိုကောင်းကောင်းသိတယ်လို့သတိပေးလိုက်ပါတယ်။ဒါအပြင်အိမ်မှာငွေရေခွန်တွေရှိမရှိထပ်မံစစ်ဆေးဖို့လည်းအကြံပြုခဲ့ပါတယ်သူအိမ်ပြန်ရောက်တဲ့အခါဇနီးတဲ့ရဲ့အဝတ်စားတွေထဲမှာငွေရီခွန်ကိုထပ်တွေ့ခဲ့ရပြန်ပါတယ်။နောက်တစ်နေ့မှာလုပ်ဖော်ကိုင်ဖက်ကိုအဲ့ဒီအကြောင်းပြန်ပြောပြပေမဲ့ဒါဟာယာတီဥတုပူလို့ငွေတွေလျှောက်သွားနေတာပဲဖြစ်မှာပါလို့ကိုညာပြီးယုံကြည်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ချမ်းမြေမန်နေဂျာစီကဖုန်းဝင်လာပြီးသူ့အိမ်ထဲမှာငွေတွေရှိနေကြောင်းအကြောင်းကြားလာပါတယ်။သူကငွေတကောင်လဲထင်ပေမဲ့ပို့ပေးလာတဲ့ဓာတ်ပုံတွေကိုကြည့်လိုက်တဲ့အခါသူ့ရဲ့အိမ်ယာအောက်မှာငွေအုံလိုက်ကြီးရှိနေတာကိုတွေ့လိုက်ရလို့မှင်သက်သွားခဲ့ရပါတယ်။လုပ်ဖော်ကိုင်ဘက်ကတော့ဇနီးတဲ့နဲ့အတူငွေကြီးတကောင်ပုံကွယ်နေတယ်လို့ထပ်လောင်းပြောဆိုပေမဲ့သူကတော့မယုံကြည်နိုင်သေးပါဘူး။နောက်ဆုံးမှာတော့လုပ်ဖော်ကိုင်ဘက်ကတုံ့လုံးစရာအမှန်တရားတစ်ခုကိုဖွင့်ဟလိုက်ပါတယ်။မိမနဲ့တခါမှအတူမအိတ်ခဲ့ရသေးဘူးမဟုတ်လားဆိုပြီးမေးလာပါတယ်။ခင်မုန်းဖြစ်သူဟာလုံးဝတောင့်တင်းသွားခဲ့ပါတယ်။ဇနီးတဲ့ဟာလူအတွင်ဖန်ဆင်းထားတဲ့မွေးတကောင်ဖြစ်ပြီးခန္ဓာကိုယ်ကအပြည့်အဝမပြောင်းလဲသေးကြောင်းနဲ့နောက်ဆုံးတစ်ချိန်အရေးခွန်လဲပြီးရင်ခင်မုန်းဖြစ်သူရဲ့အသက်ဆွမ်းရင်ကိုစုပ်ယူပြီးထာဝရလူသားစစ်စစ်ဖြစ်သွားတော့မှာဖြစ်ကြောင်းလုပ်ဖော်ကိုင်ဘက်ကရှင်းပြခဲ့ပါတယ်။လုပ်ဖော်ကိုင်ဘက်ကဘေးဒုက္ခကနေကာကွယ်ဖို့အတွက်သူ့ကိုတစ်တာလေးတစ်လုံးပေးအပ်ခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှာတော့ဇနီးဖြစ်သူကသူ့ကိုငွေကျွန်းစီခေါ်သွားပါတယ်။အဲ့ဒီနေရာဟာငွေမျိုးစုံနဲ့ပြည့်နှက်နေတာကြောင့်သူဟာကြောက်လန့်ပြီးထွက်ပြေးချင်နေပေမဲ့ဇနီးတဲ့ကသူ့အတွက်အထူးအံ့ဩစရာတစ်ခုရှိတယ်လို့ဆိုကာဟိုတယ်တစ်ခုမှာတဲခိုခဲ့ပါတယ်။သူဟာမူးဝေအိတ်ချင်စိတ်တွေနဲ့တတိလက်လူနေပါဖြစ်နေချိန်မှာဇနီးတဲ့ကသူ့ကိုအခန်းထဲခေါ်သွားပြီးမျက်လုံးကိုအဝတ်နဲ့စီးလိုက်ပါတယ်။သူမကိုပွေ့ဖက်ဆွဲခေါ်လိုက်တဲ့အခါအေးဆက်ဆက်နဲ့ကြေးခွန်တွေလိုခံစားရတဲ့အထီးတွေကြောင့်သူဟာထိတ်လန့်တကြားနဲ့စီးထားတဲ့ဘဝကိုဆွဲဖြုတ်ပြီးငွေရှိတယ်လို့အော်ဟစ်မိပါတယ်။ဇနီးတဲ့ကငွေတကောင်ကိုလက်ထဲမှာကင်ထားရင်းသူ့ကိုစိတ်အေးထားဖို့ပြောပါတယ်။တစ်ချိန်ကငွေကိုအရန်ကြောက်တတ်တဲ့သူမဟာအခုဘာလို့ငွေကိုကင်ထားရတာလဲလို့သူကမေးတဲ့အခါသူမကမရေမရာအကြောင်းပြချက်တွေပေးပြီးသူ့ကိုလှည့်စားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလုပ်ဖို့ကင်ဖက်ပေးလိုက်တဲ့တစ်တာလေးကိုသူတတိယသွားပါတယ်။သူဟာအိမ်သာတက်ချင်အောင်ဆောင်ပြီးအထဲမှာပါတဲ့အရာကိုဇနီးတဲ့ရဲ့ဝိုင်းခွက်ထဲကိုလှုပ်ဝက်ထည့်လိုက်ပါတယ်။သူမဝိုင်းကိုတောက်လိုက်ပြီးမကြခင်မှာပဲခန္ဓာကိုယ်ဟာတွန့်လိန်ပြီးစတင်ပြောင်းလဲလာပါတော့တယ်။ခင်မုန်းဖြစ်သူဟာသူ့ရှိကဇနီးတဲ့ရဲ့တကယ်အတွင်တရံကိုကြည်ရင်အတိုင်းအဆမရှိထိတ်လန့်တုန်လှုပ်နေမိပါတော့တယ်။